ဇလန်းက1950ခုနှစ်မှာစတင်ခဲ့ပါတယ်။အဲ့ဒီနှစ်မှာအရာနှစ်ခုကိုမွေးဖွားခဲ့တဲ့တစ်ခုက Color Goldfields ဒီရွှေတွင်းဖြစ်ပြီးနောက်တစ်ခုကတော့ Rocky ဆိုတဲ့ကောင်လေးပါ။အလွန်အမင်းဆင်းရဲတဲ့ဒဏ်ကိုခံစားရင်း Rocky အမေဟာယောဂနဲ့ဆုံးပါးသွားခဲ့ပါတယ်။မတည်ဆုံးခင်မှာသူမက Rocky ကိုဂတိတစ်ခုတောင်းခဲ့တယ်။မင်းဘလို့ပဲအသက်ရှင်ရှင်ငါဂရုမစိုက်ဘူး။ဒါပေမဲ့မင်းတည်တဲ့အချိန်မှာတော့ကဘာပေါ်မှာအချမ်းသာဆုံးလူအဖြစ်တည်ရမယ်တဲ့။ဒီစကားတခွန်းဟာ Rocky ဘဝရဲ့တစ်ခုတည်းသောတွန်းအားဖြစ်လာခဲ့ပါတယ်။မွန်ဘိုင်းမှာနာမည်ကြီးလာပုံ Rocky ဟာမွန်ဘိုင်းကိုရောက်လာပြီးလူမိုက်လောကထဲကိုဝင်ခဲ့ပါတယ်။သူ့ရဲ့တတိနဲ့ရက်စက်မှုတွေကြောင့်မွန်ဘိုင်းတစ်မျိုးလုံးကကြောက်ရတဲ့မြေအောက်လောကဘယင်ဖြစ်လာခဲ့တယ်။သူကနေမြေအနှဲငယ်ကိုပဲမက်မောတာမဟုတ်ပဲတစ်ကမ္ဘာလုံးကိုပိုင်ဆိုင်ခြင်းခဲ့တာပါ။ဒါကြောင့်ရွှေမောင်ခိုကိုင်းကြီးတွေကသူ့ကိုတတိထားမိသွားပြီးကေဖာရဲ့အာနာရှင်ဂရုတွေကိုလှုပ်ကြံဖို့တာဝန်ပေးခဲ့ပါတယ်။ Rocky ဟာကေဖတဲကိုကျွတ်တယောက်အဖြစ်ရုပ်ဖြတ်ပြီးဝင်သွားခဲ့ပါတယ်။အဲ့ဒီမှာလူပေါင်းတောင်းချီပြီးတိရစ္ဆာန်တွေလိုနှိပ်စက်ခံနေရတဲ့ရွှေတွင်းရဲ့ငရဲခန်းကြီးကိုသူမြင်ခဲ့ရပါတယ်။အစပိုင်းမှာတော့ Rocky ဟာအခြေအနေကိုစောင့်ကြည့်ပြီးငြိမ်နေခဲ့ပေမဲ့မျက်မမြင်အဖိုးတယောက်နဲ့မိခင်တယောက်ပေါ်ရက်ဆက်တာကိုမြင်တဲ့အခါမှာတော့သူ့တဲက Monster ကြီးနိုးထလာပါတော့တယ်။သူဟာပုံအောင်နေတဲ့လှုပ်ကြံတက်ဖြတ်သူဘဝကနေလူထုကောင်းဆောင်တယောက်ဖြစ်စတင်ပြောင်းလဲလာခဲ့ပါတယ်။ဂရုဒဟာစစ်တပ်နဲ့ဝန်းရံထားတဲ့တေမင်းတမန်နတ်ဖျားတစ်ပါးလိုဖြစ်နေခဲ့တာပါ။ဒါပေမဲ့ Rocky ဟာဖျားเจ้าကရေပူဇော်ပွဲတစ်ခုမှာပါနတ်တဲ့အစီအစဉ်နဲ့ဂရုဒကိုလူအားလုံးရှိမှခေါင်းဖြတ်တက်လိုက်ပါတယ်။နှိပ်စက်ခံနေရတဲ့ကျွန်တွေဟာသူတို့ရဲ့အရှင်သခင်တေဆုံးသွားတာကိုမြင်လိုက်ရတဲ့အခါ Rocky ဟာသူတို့အတွက်လူသားတစ်ယောက်မဟုတ်တော့ဘဲ Sultan ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်။ဒီဇလန်းဟာ Rocky ရဲ့အာဏာဆက်စတင်ပြီးဆိုတဲ့တတိပေးချက်နဲ့အတူအဆုံးသတ်သွားပါတယ်။